Omani style ဆိုတာပါလေ Y2K နဲ့ Grunge ကပါကွာလေဒါဆိုရင်တင်နဲ့ရော best style တွေက live version ဖြစ်ပြီးဒါရီကိုဘယ်လိုဝတ်မလဲဒီနေ့ဗီဒီယိုမှာတော့အခုလက်ရှိ popular ဖြစ်နေတဲ့ man fashion စတဲ့မျိုးကြောင့်လွယ်ကူဆုံးနဲ့ share ဆောင်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ Omani တော့မဟုတ် Quiet Luxury ပါဒီ style ကိုလွယ်ဆုံးမှတ်ထားခြင်းတော့ထထဆဆန်နဲ့တက်မြတ်နေတဲ့ style ကိုမှတ်ထားလို့ရပါတယ်အင်ဂျီပေါ်မှာတစ်စိတ်ကြီးကြီးမပါဘူးအယောင်တော့တွေဝတ်မယ်အစားအပြူနဲ့စင်စွယ်အညိုစရဲ့ AC အယောင်မျိုးပဲအဓိကထားပြီးဝတ်ပါတယ်ဒီ style ကရိုးရှင်းရှင်းနဲ့လူကြီးလူကောင်းဆက်ဆန်ကြီးကောင်းကျင်တဲ့လူတွေအတွက်သင့်တော်ပါတယ်ဒီ style ဝတ်ဖို့ဆိုရင်တော့ logo မပါတဲ့ပိုလိုရှက်အသားကောင်းတဲ့ Oxford ရှက်အင်ဂျီနဲ့ style မှန်ကောင်းကောင်းတစ်ထည်ရှိထားဖို့လိုပါတယ်ဒုတိယတစ်ခုကတော့ archive fashion ပါဒါကတော့ရှားပါရဲ့ designer လက်ရာအဟောင်းတွေကိုစူဆောင်းဝတ်ဆင်တဲ့ style ပါဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတဲ့အထည်တွေကိုမဝတ်ပဲလွန်ခဲ့တဲ့10နှစ်20ကနာမည်ကြီး designer တွေဖန်တီးခဲ့တဲ့ design ဆန်းတွေကိုလိုက်ရှာပြီးဝတ်ကြတာပါအဝတ်အစားကိုအမှုပညာပစ္စည်းတစ်ခုလိုတန်ဖိုးထားရမျိုးဖြစ်ပါတယ်ဒီ style ကခေတ်ရည်စည်းကြောင်းတော့မလိုက်ပဲထူးခြားဆန်းသစ်မှုကိုအမှုပညာဆက်ဆံမြန်လို့သူတွေအတွက်ဖြစ်ပါတယ်ဒီ style ဝတ်ဖို့ဆိုရင် Rico ဝင် Yoji Yamamoto လိုမျိုး designer ရဲ့ရှားပါပင်းတွေ jacket တွေ design ဆန်းနဲ့အင်ဂျီပေါင်းမီတွေရှိထားဖို့လိုပါတယ်တတိယတစ်ခုကတော့ Y2K fashion မှာဒါ2000ပြည့်နေခေတ်ဦးလုံးကပေါ့ကချနဲ့ hip hop style တွေကိုပြန်ပြီး trend ဖြစ်အောင်လုပ်ထားတာပါအယောင်တော့တွေ metallic highlight တွေအပြင်အင်ဂျီပေါ်ပေါ်နဲ့ baggy ချင်းတွေကိုအဓိကဝတ်ရှိကြပါတယ် style ကအပျော်သဘောလဲပါပါတယ် street wear ဆန်ဆန်လွတ်လပ်တဲ့ကြွားခံစားချက်ကိုပါပေးပါတယ်ဒီ style ကလူငယ်ခက်ဆန်ဆန်နဲ့ခက်မိုင်မိုင်ထေရှားပေါ်လွင်ခြင်းနဲ့ street wear ကြိုက်သူတွေအတွက်ကတော့ကွက်တီပဲဖြစ်ပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ oversize graffiti baggy cargo ဒါမှမဟုတ်ရင် jean chunky sneaker tracksuit နဲ့ saber chain တွေရှိထားဖို့လိုပါတယ်ဒုတိယမြောက်ကတော့ avant-garde ပါဒါအမှုပညာဆက်ဆံဆက်သက်ခြင်းတဲ့ style ကိုပြောလို့ရပါတယ်ပုံမှန်အင်ဂျီ design တွေကိုမသုံးမဲ့ချိုးစားမညီရာတွေပုံငယ်ဆက်ဆန်းတွေကိုပဲအဓိကတောင်းပြီးရှိကြပါတယ်အဝတ်စားဝတ်တာတဲ့ဆိုင်ရင်ဝတ်ဆင်နိုင်တဲ့အမှုပညာပြပွဲတစ်ခုလိုမျိုးဖန်တီးထားတာပါဒီ style က fashion ရောပုံသင်မျိုးတွေကဖောက်တဲ့ခြင်းနဲ့အမှုပညာရှင်ဆန်ခြင်းတဲ့သူတွေအတွက်အသင့်တော်ပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ပုံစံစမ်းချိုးစားမညီရဲ့ကုန်းကြီးရှည်တွေနဲ့ stretcher တူးတူးခြားခြားပါတဲ့အနေရောင်ဝတ်ဆောင်တွေရှိထားဖို့လိုပါတယ်ကင်းစမမြောက်ကတော့ Japanese Americana ဒါမှမဟုတ် American style မှာဒါကတော့ American vintage style ကိုဂျပန်တို့ရဲ့အသေးစိတ်လက်ရာတွေနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ် American ရဲ့အလုံသမား style နဲ့ Sister style တွေကိုဂျပန်တွေရဲ့အသားကောင်းကောင်းချုပ်လုပ်မှုတည်တတ်မှုတွေနဲ့ပြန်ပြီးအသက်သွင်းထားတာပါခိုင်ခဲ့နဲ့ရိုးရှင်းနဲ့ရေရှည်လက် style ကြပါတယ်ဒီ style ကခက်ကြမ်းကြမ်းခက်ရိုးရိုးနဲ့အနိုးစိတ်အသားကောင်းတာကိုသဘောကျတဲ့သူတွေအတွက်အဆင်ပြေပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ raw denim ဂျင်မာမီ heavyweight t-shirt နဲ့ leather boot တွေရှိထားဖို့လိုပါတယ်ဆန်နမမြောက်ကတော့ preppy တော့မဟုတ် ivy style မှာဒါကတော့ American ကျောင်းသားကြီးတွေရဲ့ surgical boot style မှာ polo shirt တွေ sweater vest တွေ blazer တွေ jacket တွေကိုပေါင်းစပ်ဝတ်ဆင်ရတာပါတိုင်မြန်နဲ့စာပေလိုက်စားတဲ့ပုံစံပေါက်တယ်လူကြီးသူမတွေရှေ့သွားရင်လည်းအရင်ကြည့်ကောင်းတဲ့ style မှာဒီ style ကတန်းတန်းမြင့်မြင့်နဲ့ smart casual ခံစားချက်ကိုလိုချင်တဲ့လူတွေအတွက်အထူးသင့်တော်ပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ neck sweater ဒါမှမဟုတ် vest chino ပေါင်းမီနဲ့ loafer လို့ရှိထားဖို့လိုပါတယ်ခုနှစ်ခုမြောက်ကတော့ grand style မှာဒီ style ကတော့ 90s rock guitar ကနေဆင်းသက်လာတဲ့ POP လွတ်လပ်တဲ့ style မှာတက်တက်ရရှိနေရတဲ့ style နဲ့စုပ်ပြထားတဲ့ချင်း flannel ကွက်အင်ဂျီ band t-shirt တွေကိုထပ်ဝတ်တာမျိုးဖြစ်ပါတယ်မဘာမှကိမဆိုင်ဘူးဆိုရင် AC လွတ်လပ်တဲ့ vibe မျိုးကိုပေးပါတယ် style က AC လွတ်လပ်ခြင်းတွေ rock alternative guitar နဲ့ fashion သဘောကျတဲ့လူတွေအတွက်ပါဒီ style ဝတ်မယ်ဆိုရင် flannel ကွက်ရှင်အင်ဂျီ distress ခြင်းနဲ့ convert တော့မဟုတ်ဒေါက်တာမန်တင်ဖက်နဲ့တွေ့ရှိထားဖို့လိုပါတယ်ရှစ်ခုမြောက်ကတော့ Scandi style မှာဒါကတော့မြောက်ဥရောပရဲ့ minimalist style ပဲဖြစ်ပါတယ်လူအားထက်ပုံမွေဘူးပို့လို့မရှိဘူးအဖြူနဲ့မီးကိုရောင်တွေကိုပဲတောင်းပြီးရာသီဥတုနဲ့ခိုင်ညီအောင် wind breaker နှွေးတွေပို့ပါတွေကိုခင်မီအောင်ဝတ်ဆင်တာမျိုးဖြစ်ပါတယ်တိုင်ကရှုပ်ရှုပ်ထွေးထွေးမကြိုက်ဘူး clean နဲ့ minimalist ဖြစ်ချင်သူတွေအတွက်အဆင်ပြေပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ oversize coat monochrome t-shirt နဲ့ရိုးရှင်းတဲ့ white sneaker တွေရှိထားဖို့လိုပါတယ်ကိုကူမြောက်ကတော့ TikTok မှာရန်ခစ်စားနေတဲ့ Star Boy style မှာဒါကတော့ညဘက်ထွက်လေတဲ့ကခံကြပြီးဆွဲဆောင်မှုရှိတဲ့ style မှာအနေရောင်ကိုအဓိကတောင်းပါတယ်တရေကြကင်း smart ကြတဲ့ boat ဖက်နဲ့တွေနဲ့တက်ရက်အေးဆက်တဲ့ရုပ်ထွက်မျိုးရအောင်ဝတ်ဆင်တာမျိုးဖြစ်ပါတယ်ညှို့တဲ့ပြည့်ရှိရဲ့ style လို့ပြောလို့ရပါတယ်ဒီ style က night life ကြိုက်သူတွေနဲ့ဒီငြိမ်ပြီးဆွဲဆောင်မှုရှိရဲ့ bad boy vibe လိုချင်သူတွေအတွက်ပါဒီဆိုင်ဝတ်မယ်ဆိုရင်တော့ black leather jacket black jean တွေနဲ့ leather chelsea ဖို့တို့ရှိထားဖို့လိုပါတယ်ဆယ်ခုမြောက်ကတော့ workwear တော့မဟုတ် utility style မှာဒါကတော့လုံသမားဝတ်စုံတွေကိုခင်မီအောင်ပြင်ပြတဲ့ style မှာအိတ်အများကြီးပါတဲ့ကာကိုပေါင်းမီတွေခိုင်ခဲ့တဲ့ canvas jacket တွေကိုသုံးပါတယ်အကြမ်းပတမ်းခံတဲ့သုံးဝင်နဲ့ဝေးရတာလည်းတက်တောင့်တက်တာရှိပါတယ်ဒီဆိုင်ကတက်တောင့်တက်တာရှိတာကိုကြိုက်ပြီးနေ့စဉ်ပေါ်ပါသွားလာခြင်းသူတွေအတွက်ပါဒီဆိုင်ဝတ်မယ်ဆိုရင်တော့ canvas jacket ကာကိုပန်တွေနဲ့ watt boot တော့မဟုတ် vans ဖက်နဲ့တွေရှိထားဖို့လိုပါတယ်ဆက်တစ်ခုမြောက်ကတော့ blow call style မှာဒါကတော့ bolo အင်ဂျီကိုနေ့စဉ်ဝတ် fashion ဖြစ်ပြောင်းလဲထားတာပါပြီးတဲ့ရဲ့ bolo အင်ဂျီမှုကနေဆင်းသက်လာတာဖြစ်ပြီး vintage bolo အင်ဂျီတွေကိုရိုးရိုးချင်းပေါင်းပြီး sneaker တွေနဲ့ရှင်တွဲဝတ်ဆင်တာပါ sporty ဖြစ်တဲ့ပေါ်ပါတယ်ဒီဆိုင်ကတော့အားကစားဝါသနာပါပြီး street wear ဆက်ဆံပေါ်ဝတ်ချင်တဲ့သူတွေအတွက်ပါဒီ
style ဝတ်မယ်ဆိုရင်တော့ retro football ကြ Z straight fit jean တွေနဲ့ edited ဆန်ပါဒါမှမဟုတ် gazelle လိုမျိုးဖက်နဲ့တူရှိထားဖို့လိုပါတယ်နောက်ဆုံး12ခုမြောက်ကတော့ Tech Academia ပါဒါကတော့ Gothic literature နဲ့ Old University aesthetic ကနေပြီးတော့ inspire ရတာရဲ့ style တစ်ခုပါညိုရောင်နဲ့ရောင် olive green ခင်းရင်ရင်တွေကိုအဓိကသုံးထားပြီးတော့ tree fabric တွေ turtleneck တွေ long coat တွေနဲ့ moody တက်ထုံးတွေကတော့ဒီ style ရဲ့ signature ပါစာပေစမ်းချင်မှုနဲ့ Gothic ရဲ့ခန်းစားချက်ကိုပေါင်းစပ်ထားတဲ့ style တစ်မျိုးဖြစ်ပါတယ်ဒီ style ကတော့လေးနေတဲ့စာပေနဲ့အမှုပညာခန်းစားချက်ကိုနှစ်သက်သူတွေဆောင်းပါဒီ mass media fashion ကြခြင်းသူတွေအတွက်အထူးတင်တော်ပါတယ်ဒီ style ဝတ်မယ်ဆိုရင်တော့ long wool coat တွေ turtleneck အင်ဂျီတွေနဲ့ brown leather bag တွေရှိထားဖို့လိုပါတယ်ဒီတဲ့က style စံမျိုးလုံးအောင်ပုံသေးကြီးတစ်ခုလည်းလိုက်ဝတ်ဖို့မလိုပါဘူးမိမိကြိုက်နေတဲ့ style တစ်ခုတောင်ခုကိုလည်းရောနှောပြီးရော style ထုတ်လို့ရပါတယ်ဥပမာ old man ကြီးနဲ့ scandy ကိုပေါင်းစပ်တာမျိုး walkway နဲ့ ameka ကြီးကို mix and match လုပ်လိုက်တာမျိုးပါအဓိကရေးကြီးဆုံးကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ချိုးစား lifestyle နဲ့ကိုက်ညီပြီးယုံကြည်မှုပြည့်နဲ့ဝတ်ဆင်နိုင်မယ်ကိုယ်ပိုင် style တစ်ခုကိုရှာတွေ့ဖို့ပါပဲဆိုရင်သင်ရောဘယ် style အကြိုက်ဆုံးဖြစ်မလဲနောက်ထပ် fashion style ကဗီဒီယိုတွေအတွက် channel လေးကို subscribe လုပ်ခဲ့ဖို့မလိုပါနဲ့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်